ကဲအားလုံးပဲမြင်ကြပါဒီနေ့မှာတော့ကျွန်တော် Know Your Fight ကနေပြီးတော့ River တို့ကိုမြန်မာနိုင်ငံမှာပထမဆုံးလို့ပြောလို့ရမယ်16နာရီဇက်တိုက်ပြုလုပ်တော့မယ် event တစ်ခုနဲ့မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ယခု event ကိုတော့ Upside Down Entertainment နေပြုလုပ်တော့မှာဖြစ်ပြီးတော့ event နာမည်ကတော့ Road to Revival Map Wise Matter ပဲဖြစ်ပါတယ် line မှာပါဝင်တော့မယ့် artist တွေကတော့ UD William Wade Taste Storo Root One Kobe Jay Bill Dise Aki ဒီလိုအစုံနဲ့ပါဝင်တဲ့ local line နဲ့အပြင် international headliner artist အနေနဲ့ကတော့ live band ပဲဖြစ်ပါတယ် event ပြီးလို့ after session နဲ့တွေ့ရတော့ကတော့ဒီ event လေးကတော်တော်လေးအဆင်ပြေတဲ့ event လို့ပြောမယ်ပေါ့G Brush အနေနဲ့ရတယ်9000ကျပ်ပဲဆိုတော့တော်တော်လေးကိုအဆင်ပြေလို့ပြောမယ်ဗျ event ကျင်းပပြုလုပ်မယ့်နေရာကတော့ The Heart of Rangoon မှာဖြစ်ပြီးတော့ပွဲချိန်ကတော့ January 31နေ့လယ်12နာရီကနေမနက်4နာရီအထိကို share ခဲ့ရမှာပေါ့ဗျာဒီ event ပြီးသွားလို့ after session လို့နေရာလိုက်ရှာနေရတာလို့ line နဲ့လိုက်ရှာနေရတာလို့အဲ့လိုမျိုးမဖြစ်စေဘဲနဲ့လုံးဝဒီ16နာရီကြာအောင်လို့နေ့လယ်12နာရီကနေမနက်4နာရီအထိနောက်လျှောက်ခဲ့ရမှာလည်းဖြစ်ပါတယ်ကဲလာကုန်ရက်လေးမှာအပီကဲချင်းတွေသူတွေအတွက်လုံးဝရေးချက်တင်းတဲ့လက်လွတ်မခံတင်းတဲ့ပွဲလေးတစ်ပွဲပဲဖြစ်ပါတယ်ကဲနောက်ဆုံးအနေနဲ့ River တို့သတင်းကောင်းလေးတစ်ခုမျှဝေပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ Know Your Fight ကနေပြီးတော့ JK with ticket ဆက်ဆောင် ticket ကိုမဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Know Your Fight Facebook page ကနေတော့မဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ Know Your Fight Facebook page ကိုအခုပဲလာပြီးတော့ follow လိုက်တော့เนาะကဲပွဲကြမှာထပ်မံဆုံတွေ့ကြရအောင်ဗျာ